အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာကျွန်တော်ရဲ့ website လေးနဲ့ မိတ်ဆက်ပေးချင်တယ်ဆိုတော့ကျွန်တော်ရဲ့ website လေးကိုတွားချင်တယ်ဆိုရင်တော့ဒီလိုမျိုးလေးရိုက်စားလိုက်ပါပြီးရှင်တော့အန်ဒါတစ်ချက်ခေါ်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ website ထဲကိုတန်းရောက်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အတိအကဒီနားမှာပါတင်လဲဆိုတော့ကျွန်တော်ရဲ့နောက်အားရချင်ကြကျွန်တော်ရေးမဲ့ဝတ္ထုစာအုပ်လေးတွေပြီးလို့ရှိရင်ကျွန်တော်ရဲ့ဘဝဆက်ကြောင်းလေးတွေပေါ့နော်ပြီးရှင်ဒီနားမှာကျွန်တော်အားတယ်လို့ပေါ့လေဒီနားမှာ post လေးတွေတင်သွားပေးမှာဖြစ်တယ်အဲတော့အတိအကအနေနဲ့ဒီမှာဘာကြောက်တာကိုလုပ်လဲဆိုတော့ဒီ website ထဲကနေပြီးတော့တစ်ဖက်တစ်လမ်းနဲ့ဝင်ငွေပြန်ရှာရှင်တဲ့သူတွေအတွက်ဒီ website မှာလာရောက်ရင်းနှီးမြှုပ်နှံလို့ရအောင်ကျွန်တော်လုပ်ပေးသွားမှာဖြစ်ဒါကျွန်တော်ဒီကကျွန်တော်ကတော့ဒီ mobile နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ cashback နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့အဲ့လိုလုပ်နေတာဖြစ်တယ်ဆိုတော့